ဟုတ်ပြီရောညီမရောနည်းနည်းလေးနောက်ဆုံးကိုရကဖြစ်တဲ့မွေလေးထုတ်ပြခဏလေးဟောကြီးလည်းကျေးဇူးပါအမလေးလေးတော့လေနည်းနည်းနောက်ဆုံးကိုရကနည်းနည်းနောက်ဆုံးမလေးမွေကြိုင်းဦးမယ်ဟုတ်မှာခဏလေးကဲကိုရကဖြစ်တဲ့မွေလေးကြည့်အောင်ဒီမလေးကိုတရားနော်ဖြစ်တယ်ကိုရပြုတ်နေနော်ပြုတ်တယ်ကိုရဆိုင်ရင်သေးတယ်တော့မယုံနော်ဗိုက်တဲရောက်လို့အဲ့လိုအကောင်ဖြစ်ရင်သေးတယ်နော်ဖေးတိုင်းမယူနဲ့နော်ဂျုံလို့သတိပေးတာကျွေးတိုင်းမစားနဲ့ရှင်းလို့ကျွေးရင်ပြဿနာမရှိဘူးမုံလို့ကျွေးရင်အန္တရာယ်ဖြစ်တယ်ဟုတ်ပြီလားဒီလေးတွေရောကိုရကဖြစ်တယ်ဒီရလာကိုတော့မတို့ဒီပါတယ်နော်ကဲပြောရင်ပြောတဲ့ကျွန်တော်အဆောင်ပစ္စည်းရတဲ့ဒီကောင်မောင်တို့ကကြိုက်တဲ့နေရာသွားကြိုက်တာစားဘေးမဖြစ်စေအောင်အခုတော့မှမယ်နော်ယုံကြည်မှုတော့ရှိကြပါယုံကြည်ဗရမများကမေယုံကြည်အလကားဖြစ်လေရောအဲ့ဒါမွေရောက်ပါဘယ်ကိုကြည့်ဟောရလာကိုတော့မတို့ဟုတ်ပါဘူးဒီရလားကဲအခုလိုလာနေတဲ့ဘေးအိတ်နဲ့ကျွန်တော်ဆရာတော်လူတန်းကြတဲ့ကိုတွေမတွေအားလုံးသွားလဲတာလာလန်းနေပြောင်းပြကြပါလေအနေရကြီးဘေးရှင်းကြပါလေငွေမြင့်သလိုငွေရွှင်ကြပါသေးလို့အားလုံးကိုလက်ဟုတ်ကြည့်ကောင်းပြီနော်ဘေးနဲ့ပြပါလိမ့်မိုင်းလေးနားဖို့ပြပါဒါမယ်နော်